အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးတင်ညော့ဤဘာအရေးကြီးဆုံးလဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲကျမနဲ့တူတူခန်းစားနာဆင်ကြပါဦးရှင်ဘာအရေးကြီးဆုံးလဲဖခင်ကြီးဦးစိန်ရန်ကိုလာလည်မည်ဆိုသောကြောင့်ကိုလွင်မောင်နဲ့မနွယ်နီတို့ပျော်ရွှင်နေကြသည်ဦးစိတ်သည်သူ့ရွာကိုအလောချစ်ခင်တွေ့တာသူဖြစ်သည်မိခင်ဖြစ်သူကလော်ပြီးတဲ့နောက်မှသာနွယ်နီကသူ့ဖခင်ကိုမြို့သို့ခေါ်၍ရခြင်းဖြစ်သည်သူတို့ကလည်းအလုပ်ကိစ္စများသဖြင့်ဝေးလံသောရွာကိုတစ်နှစ်တစ်ခေါက်ပင်မရောက်ချင်းယခုတော့ဦးစိတ်ကရန်ကိုလာခဲ့မည်ဖြစ်သောကြောင့်ဖုန်းဆက်သဖြင့်သူတို့ပျော်ရွှင်သွားကြသည်တနင်္ဂနွေနေ့ဖြစ်သည်မနေ့အစောကြီးကတည်းကပင်သူ့ဖခင်ကိုအဝေးပြေးကားကြီးတွင်တက္ကစီဖြင့်သွားကြိုလာကြသည်နေ့လယ်စာစားပြီးနောက်ဦးစေးကသမီးနဲ့တမက်အပြင်မြေးတွေကိုပါထိုင်ခိုင်းပြီးစကားလက်စုံပြောမကူဖြစ်နေကြသည်မြေးနှစ်ယောက်ကကျူရှင်ဆိုပြီးထွက်သွားကြသည်သမီးနဲ့တမက်နှစ်ယောက်တည်းရှိချေတွင်ဦးစေးကသမီးကိုမေးခေါ်တစ်ခုမေးလိုက်သည်သမီးကြီးဘဝမှာဘာအရေးကြီးဆုံးလဲကွယ်မထင်မှတ်ထားသောမိကောကြောင့်နွယ်နီကြောင်သွားသည်ထို့နောက်စဉ်းစားလိုက်ပြီးဖေရဲ့သမီးဘဝမှာအရေးကြီးဆုံးကသားနဲ့သမီးပေါ့သူတို့နှစ်ယောက်ဟာသမီးတို့ဘဝအတွက်အရေးကြီးဆုံးပေါ့ဖေဦးစိတ်ကပြုံးလိုက်ပြီးသူသမက်ဖြစ်သူဘက်ကိုလှက်ကမောင်လွင်မော်မင်းကိုလည်းမေးချင်တဲ့ကွယ်မင်းဘဝမှာအရေးကြီးဆုံးကဘာလဲအဖေကျွန်တော်လည်းနွယ်နီလိုပါပဲကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးကသားနဲ့သမီးပါပဲဦးစိတ်ကခေါင်းလေးတငင်းငင်းနဲ့လှုပ်ပြီးသားနဲ့သမီးစီကမြေးလေးတွေဟာမင်းတို့အတွက်အရေးကြီးဆိုလို့ပြောတဲ့စကားတွေကြားလိုက်ရတာအဖေဝမ်းသာပါတယ်ဒါပေမဲ့ကလေးတွေကသားတို့သမီးတို့ဘဝမှာအရေးကြီးဆိုလို့သတ်မှတ်ထားတဲ့ဆိုတာကတော့သိပ်ပြီးကျေနပ်စရာမကောင်းတဲ့အဖြေပဲကွဘာဖြစ်လို့လဲအဖေဒီကိုရောက်လာကြတဲ့ကအဖေတတိထားပြီးကြည့်မိပါတယ်မင်းတို့နှစ်ယောက်ကကလေးနှစ်ယောက်အပေါ်မှာဘလောက်ချစ်တယ်ဘလောက်အရေးပေးတယ်ဆိုတာတွေဖေတွေ့ရတာပါပဲဒါပေမဲ့မင်းတို့ကိုဖေတစ်ခုလောက်တော့ပြောချင်တယ်မင်းတို့ဟာသူတို့ကိုဘဝကြီးတစ်ခုလိုသတ်မှတ်ထားတာကတော့သိပ်မမှန်ဘူးအဖေဘာကိုဆိုလိုတာလဲခင်ဗျာအဖေကတောမှာနွားမွေးတယ်အဖေကိုဦးစိတ်ခင်ဗျာလောကမှာဘာကိုအလေးထားဆုံးလဲအရေးကြီးဆုံးလဲလို့မေးရင်အဖေကလည်းငါနွားတွေလို့ဖြေမိမှာပဲဘာကြောင့်လဲသိလားဘာကြောင့်လဲအဖေနွားတွေကဖေ့စည်းဝါးရေးလေဖေကအဲ့ဒီနွားတွေကိုမွေးပြီးနှုတ်ရောင်းတယ်အဲ့ဒီဝင်ငွေနဲ့အဖေရက်တည်နေရတာကိုဒါကြောင့်နွားတွေကိုပြုစုစောင့်ရှောက်ရတဲ့အလုပ်ကအဖေရဲ့ပရမဦးစားပေးအလုပ်လို့ပြောချင်တယ်အဖေကနွားတွေကိုဂယုမဆိုင်ရင်နွားတွေပစ်ထားလိုက်ရင်ဘယ်မှာနှုတ်ကောင်းကောင်းထွက်တော့မလဲနော်ဖေဘာကိုပြောချင်တာလဲသမီးတော့တိတ်သဘောမပေါက်ဘူးလောကမှာအရေးကြီးဆိုးဟာဘာဆိုတာကိုသားတို့သမီးတို့ဆင်ခြင်နိုင်အောင်ပြောနေတာပါဟုတ်ကဲ့ကျွန်တော်တို့နားလည်အောင်ရှင်းပြပါဖေအိမ်ထောင်တစ်ခုမှာမိန်းမတစ်ယောက်ရဲ့အရေးကြီးဆုံးဟာသူ့ရဲ့ခင်မောပဲဖြစ်တဲ့နဲ့အဲ့ဒီလိုပဲယောက်ျားတစ်ယောက်ရဲ့အရေးကြီးဆုံးကလည်းသူ့ဇနီးပဲဖြစ်တဲ့နဲ့လွင်မော်ရောမနွယ်နေပါတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်မင်းတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ဂယုစိုက်ဖို့ကအရေးကြီးဆုံးကွမင်းတို့နှစ်ယောက်ကတကြက်ကြက်ဖြစ်နေရင်တယောက်နဲ့တယောက်လင့်လျူရှုနေကြရင်အေရင်းရေးမှာပြဿနာတွေအများကြီးဖြစ်လာတော့မှာပေါ့ကလေးတွေကိုချစ်တယ်ရေးကြီးတယ်လို့ထင်ရင်မင်းတို့နှစ်ယောက်ကအရင်ဆုံးချစ်ခင်ကျင်နာကြဖို့လိုလိမ့်မယ်အိမ်ထောင်တစ်ခုမှာအရေးကြီးဆုံးကမင်းတို့နှစ်ယောက်ပဲမင်းတို့နှစ်ယောက်ကအိမ်ထောင်ရေးတစ်ခုရဲ့အုံမြင့်ပဲအဲ့ဒီအုံမြင့်ကအကြောင်းတွေဖြစ်ပြီးလှိုက်စားနေမယ်ဆိုရင်အဲ့ဒီအိမ်ထောင်ရေးကဘလို့လို့ပြီးသားရနိုင်တော့မလဲအိမ်ထောင်ရေးမသားရရင်သားသမီးတွေကိုဘလို့ပြိုးထောင်မလဲသူတို့ကိုဘလို့ချစ်ရရောက်နိုင်မလဲဒါကြောင့်အဖေပြောချင်တာအိမ်ထောင်တစ်ခုဘဝတစ်ခုမှာလင်းနဲ့မယားဟာအရေးကြီးဆုံးဦးစားပေးသင့်ဆုံးပဲဖြစ်တဲ့နဲ့နားလည်ပြီလားသမီးဟုတ်ကဲ့နားလည်ပါပြီဖေမောင်လွင်မော်အဖေပြောတာဘလို့သဘောရတယ်လဲဟုတ်ကဲ့အဖေပြောတာအလောတင့်မြတ်ပါတယ်ခင်ဗျာအဲ့ဒါမင်းအဖေနဲ့အမေနှစ်ပေါင်း90တိုင်အောင်လက်တွဲနိုင်ခဲ့တဲ့အကြောင်းတရားပဲအဖေတို့အိမ်ထောင်ရေးမှာအဲ့ဒီလိုပြဿနာတွေဘာမှမရှိခဲ့လို့လေသားသမီး9ယောက်စလုံးကိုအားလုံးပညာတတ်တွေဖြစ်အောင်သူများအောက်ကြနောက်ကြမဖြစ်အောင်ပြိုးထောင်နိုင်ခဲ့တာပေါ့ဒါကြောင့်သားသမီးဆိုတာထက်
အိမ်ထောင်တစ်ခုမှာလင်းနဲ့မယားကပိုအရေးကြီးတယ်မှတ်ထားကြကွယ်လင်မယားနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်အဖေကျွန်တော်တို့နဲ့ပဲရန်ကုန်မှာနေပါလားမနေနိုင်ပါဘူးကွယ်အခုတော့ငါနွားတွေကိုငါလွမ်းနေတာ3 ရက်ပဲနေမယ်ပြီးရင်ပြန်မယ်မသေးခင်ရွှေတကူဖျားကြီးကိုဖူးချင်လို့လာတာဘာဖြစ်လို့လဲကွယ်အဖေစီကဆုံးမစကားတွေကိုကြားချင်လို့ပါအဖေဆုံးမစကားဆိုတာနေ့တိုင်းကြားရင်အဖိုးကြီးကပစည်းပစက်များတယ်ဆိုပြီးဖြစ်သွားတတ်တယ်ကွလူကြီးတွေကနေရာတိုင်းလဲလိုက်ပြောနေဖို့မလိုဘူးတီးတဲ့အတိုင်းလဲမပြောရဘူးမြင်တဲ့အတိုင်းလဲမပြောရဘူးအခုလဲဖေ့စကားကတခါတရံမို့မင်းတို့နဝင်ချိုတာအဖေကနွားတွေနဲ့ပဲစကားပြောချင်တာဖေ့နွားတွေကအဖေဘလောက်ပြောအဖေကိုတခါမှညူဆူတာမဟုတ်ဘူး The foundation of a family ဆိုတဲ့ idiot ဇလန်လေးတစ်ခုကိုမိညာရေးသားထားခြင်းဖြစ်သည်တင်ညော့နားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်အားလုံးပဲဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေရှင်